မ်းသက်စရာတခုရှိရပေါ့နော်ဒါ DJI Action 5နဲ့ DJI Action 5 Pro နဲ့ Cinematic Shot တခုဖန်တီးဖို့ကျွန်တော်စဉ်းစားထားတာကြာပြီပေါ့နော်အခုရာသီနဲ့အခုလိုပုံစံမျိုးဖြစ်ဖို့ကျွန်တော်စောင့်နေရပါပေါ့နော်ဆိုတော့ကျွန်တော်ဒါနဲ့အရင်ဆုံးစမ်းဖို့လုပ်လိုက်ပါဦးအခုလောလောဆယ်ဆင်ထားတာဒီလိုပုံစံမျိုးလေးပေါ့နော်စပိန်စီးနဲ့စပိန်နောက်က white shot နဲ့ရိုက်ပြီးတော့ဒါနောက်ကစိမ့်ဆူဒါတွေကို cinematic shot ဖြစ်ပြောင်းပြီးရိုက်ကြည့်ဖို့စဉ်းစားထားရပါတော့ကျွန်တော်က Action 5 Pro သုံးထားတယ်အဝယ်ထားကြာပြီပေါ့နော်မသုံးဖြစ်တော့တာမလုပ်ဖြစ်တာကြာပြီဆိုတော့ပြန်ပြီးတော့အလုပ်ကြည့်ပါမယ်ဆိုတော့အခုလောလောဆယ်ဒါ white balance ချက်ညှိလိုက်မယ် white balance ကိုတော့1600လောက်ထားကြည့်လိုက်ပါမယ် white balance ဆမ်းဖို့ကကျွန်တော်အင်ကြီးဖြူပဲပိုက်ဆိုတော့ညဖြူလေးနဲ့ဆမ်းမယ်ပြီးတော့ISO ကို100နဲ့800ကြားပဲထားပြီးတော့ဒါတော့ flat 0.3 ပဲ 0.3 ပဲထားလိုက်မယ် okay အဲ့ဒါဒီလော့ M နဲ့ရိုက်တယ်ဆိုတော့ 180p ကိုပဲ30 frame per second နဲ့ velocity black နဲ့ white နဲ့ရိုက်မယ် okay